တွေကတခါတလေမှာအခုပြောပြမယ်အကြောင်းအရာ၅ခုနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်ဆိုရင်အလိုတိတ်ဆိတ်သွားကြတယ်တိတ်ဆိတ်နဲ့ဘာကိုမှပြောချင်စိတ်မရှိတဲ့တိတ်ဆိတ်မှုမျိုးနဲ့နေလိုက်တတ်ကြတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကဘလောက်ပဲကိုကကောင်းအောင်လုပ်အကောင်းပြောမခံရဘူးကို့ဆိုရင်အမြဲတမ်းအပြစ်ပဲမြင်နေတယ်အပြစ်ပဲအတင်ခံရတယ်အဲ့လိုအချိန်မျိုးကြုံရတယ်ဆိုရင်အော်တိုတိတ်ဆိတ်သွားတတ်ကြတယ်နောက်တစ်ချက်နံပါတ်2ကအလိုပဲရှင်းပြတစ်ဖက်လူကအမှန်တရားကိုလုံးဝမမြင်တတ်တဲ့အချိန်ကိုယ့်ဘက်ကဒါကဒီလိုပါဆိုပြီးအကျိုးအကြောင်းတွေနဲ့တေချာရှင်းပြနေပေမဲ့တစ်ဖက်လူကအမှန်တရားကိုလုံးဝမမြင်တတ်တဲ့အခါမျိုးမှာလဲစိတ်ပြက်စွာနဲ့ဘာမှပြောချင်စိတ်မရှိပဲငြိမ်သက်သွားတတ်ကြတယ်နံပါတ်3အချက်ကကိုကဘလောက်ပဲပေးဆက်ပြီးတော့ချစ်ကိုအချစ်တွေကိုစော်ကားတယ်လို့ထင်လိုက်ရတဲ့အချိန်အဲ့လိုအချိန်မျိုးမှလည်းဘာကိုမှမပြောချင်ပဲနဲ့လူတွေကအော်တိုတိတ်ဆိတ်သွားတတ်ကြတယ်မိဘနဲ့သားသမီးနဲ့ချစ်ချင်းပဲဖြစ်ဖြစ်တငယ်ချင်းအပေါင်းအသင်းချစ်ချင်းပဲဖြစ်ဖြစ်လင်မယားကြားချစ်ချင်းပဲဖြစ်ဖြစ်ကိုကတစ်ဖက်လူကိုအမှန်တကယ်ချစ်ခင်မျက်နှိုးပေမဲ့တစ်ဖက်လူကကိုယ့်ရဲ့ချစ်ချင်းကိုအတိမတ်မပြုဘူးတငယ်ချင်းတွေမှာဆိုလဲကိုယ့်ရဲ့ခင်တွယ်မှုကိုအတိမတ်မပြုဘဲနဲ့စော်ကားခံလိုက်ရတဲ့ခါမျိုးအိမ်အောင်တွေမှာလဲကိုယ့်ရဲ့ချစ်ချင်းကိုအတိမတ်မပြုဘဲနဲ့စော်ကားလာတဲ့အခါမျိုးအဲ့လိုအခါမျိုးတွေမှာဆိုလို့ရှိရင်လဲအလိုစကားပြောချင်စိတ်တွေကုန်ခန်းပြီးတော့မှတိတ်ဆိတ်သွားတတ်ကြတယ်နံပါတ်4ကယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ခံလိုက်ရတဲ့အချိန်ဒီလူတယောက်တငယ်ချင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုတွေကပဲဖြစ်ဖြစ်เนาะဒီလူကိုယုံကြည်လို့မိတ်ဆွေတွေမှာပဲဖြစ်ဖြစ်ဒီလူကိုယုံကြည်လို့ကိုကပုံအပ်ထားတယ်သူဆိုရင်ရာယုံကြည်ပါတယ်လို့ကိုကသတ်မှတ်ထားတဲ့သူကကိုယ့်ရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာကြီးခံလိုက်ရတဲ့အခါကျရင်ဘာမှပြောချင်စိတ်မရှိဘဲနဲ့အလိုတိတ်ဆိတ်သွားတတ်ကြပါတယ်နောက်ထပ်နံပါတ်5အချက်ကကြတော့ကိုယ်တိုင်အရန်ကိုစိတ်ဖိစီးမှုတွေများနေတဲ့အချိန်တိုင်းဘသူ့ကိုမှဘာမှမပြောဘဲနဲ့အလိုတိတ်ဆိတ်သွားတတ်ကြပါတယ်ဒါကဒီလိုအချက်တွေနဲ့ကြုံရတဲ့ခါကျရင်လူတော်တော်များများကတိတ်ဆိတ်ခြင်းကိုပဲရွေးချယ်ပြီးတော့မှဘသူ့ကိုမှဘာမှမပြောဘဲနဲ့အေးဆေးတိတ်ဆိတ်ပဲနေလိုက်တော့တယ်ဘသူ့ကိုမှဘာမှပြောချင်စိတ်မရှိဘဲနဲ့တိတ်ဆိတ်စွာပဲနေလိုက်ကြတယ်အဲ့ဒီတိတ်ဆိတ်ခြင်းရဲ့နောက်ွယ်မှာလူတချို့ကပြတ်သားခြင်းတွေပါလာတတ်ကြတယ်အဲ့တော့